ဘရူနိုဖာနန်ဒက်နဲ့ပတ်သက်ပြီးတော့ငွေကြေးအများကြီးတုံးဆွဲဖို့ရှိနေတဲ့အေဟီလာအားလုံးပဲမင်္ဂလာပါဗျFootball and Family မှနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တစ်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးရဆိုရင်တော့အေဟီလာတင်ရဆိုရင်တော့ကျွန်တော် Manchester United ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ဘရူနိုဖာနန်ဒက်ကိုပေါင်တန်း80ကျော်ပေးပြီးတော့အရခေါ်ယူဖို့အတွက်စီစဉ်နေပါရဲ့ဗျ။ Sorry Club အေဟာလီအတင်းရဆိုရင်တော့ကမ္ဘာဖလားပြိုင်ပွဲအပြီးမှဆိုရင်တော့ Manchester United ရဲ့အတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ကိုခေါ်ယူဖို့အတွက်တရားဝင်ကမ်းလှမ်းမှုတွေကိုစီစဉ်နေကြောင်းအတည်ပြုချက်တွေထွက်ပေါ်နေပါတယ်ဗျ။အေလာအတင်းရဆိုရင်တော့လာမတ်နဲ့နွေရာသီမှာဆိုရင်တော့ဘရူနိုဖာနန်ဒက်ကိုအရိုက်ခေါ်ယူဖို့အတွက်ပေါင်တန်း80ကျော်အထိအတုံးပြုဖို့အတွက်ပြင်ဆင်နေပါတယ်ဗျ။ကစားသမားနဲ့သူ့ရဲ့ကိုယ်စားလှယ်တွေအတွက်လည်းမယုံကြည်နိုင်လောက်အောင်မြင့်မားတဲ့လောက်ခလာစာနဲ့ပက်ကစ်များကိုအစင်းနဲ့ထားရှိပြီးတော့ကစားသမားနဲ့သဘောတူညီမှုရမယ်လို့လည်းအေလာဘက်ကနေဆိုအပြည့်အဝကိုယုံကြည်နေပါတယ်။ Sorry Club ရဲ့မဟာဗျူဟာကတော့ရှင်းလင်းပါတယ်။ဆွေးနွေးမှုတွေကိုကမ္ဘာဖလားပြိုင်ပွဲအပြီးမှသာစတင်မှာဖြစ်ပြီးတော့ပြိုင်ပွဲမတိုင်ခင်မှာတော့ပြောင်းရွှေ့ဖို့အတွက်လုံးဝဖြစ်နိုင်ခြင်းမရှိပါဘူး။ United အသင်းကိုရောက်ရှိလာမယ်နီးပြအတက်အားဆိုရင်တော့ဘရူနိုဖာနန်ဒက်ရဲ့အနာဂတ်ကိုဆုံးဖြတ်ချက်ပေးရမှာဆိုရင်တော့အဓိကအခန်းကဏ္ဍကနေပါဝင်လာမှာဖြစ်တယ်ခင်ဗျ။လာမယ့်နဲ့နွေရာသီအပြောင်းရွှေ့မှာဆိုရင်တော့စိတ်လှုပ်ရှားစရာအပြောင်းရွှေ့တစ်ခုကိုမြင်တွေ့လာရနိုင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ